ခါတော့ကလေဓမားတယောက်မှာအသက်ကြီးလာတဲ့မိအိုလေးတစ်ကောင်ရှိခဲ့ပါတယ်။တနေ့မှာအဲ့ဒီမိအိုလေးဟာခြံထဲကရေတွင်းပြတ်ထဲကိုမတော်တဆပြုတ်ကျသွားပါတော့တယ်။လူဟာကြောက်လန့်တကြားနဲ့အကျဲကြီးအော်ဟစ်နေပြီးလူတွေကလည်းဘယ်လိုကြရမလဲဆိုပြီးတော့ဝိုင်းစင်စားနေကြတာပေါ့။ Let's ဒါ get ပေမဲ့ to it. မိကလည်းအိုနေပြီဖြစ်လို့လေဓမားကမကယ်တော့ပဲရွေတွင်းကိုပါတခါတည်းမြေဖို့ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။လူအားလုံးကမြေကြီးတွေကိုရေတွင်းထဲဝိုင်းဖို့ကြပါတော့တယ်။မိလေးကတော့တေးရတော့မယ်ဆိုပြီးကြောက်လန့်နေတာပေါ့။ခဏအကြာမှမိအော်တန်ရက်သွားပါတယ်။သူဟာအားမလျှော့ပဲသူ့ပေါ်ကျလာတဲ့မြေကြီးတွေကိုခါချပြီးအဲ့ဒီအပေါ်ကိုမြင်တက်နေတာပါ။မြေကြီးတွေကျလာလေလေမိလေးကအဲ့ဒီမြေကြီးတွေကိုလေကက်ထစ်လိုအသုံးချပြီးအပေါ်ကိုတဆင့်ချင်းမြင့်တက်လာလေလေပါပဲနောက်ဆုံးမှာတော့မိအိုလေးဟာရေတွင်းဝါနာကိုရောက်လာပြီးအပြင်ကိုခုန်ထက်ကဘေးလွတ်ရာကိုလွတ်မြောက်သွားပါတော့တယ်လောကဒန်ရဲ့အထုထောင်တွေကိုလေကက်ထစ်လုပ်ပြီးရှေ့ဆက်ပါငရဲကိုဖျက်တမ်းနေရရင်တော့မရဲရလိုက်ပါနဲ့ဆက်တာရှောက်ပါ